တိတ်ပံပညာထက်ကြော်လွန်နေတဲ့နေမင်းရထားလုံးဖျားเจ้าရဲ့လျှို့ဝှက်ချက်လေထဲမှာအလိုအလျောက်ပြန်လွင့်နေတဲ့ရုပ်ပွားတော်ကြီးနဲ့တင်းဘောတွေကိုဆွဲယူနမြုပ်ဖြစ်နိုင်တဲ့52တန်လေးတဲ့လျှို့ဝှက်တန်လိုက်ကြီးအကြောင်းအကိုတို့ကြားဖို့ပါသလားဒါကအိန္ဒိယနိုင်ငံကကပ္ပအံဖွယ်ကောနက်နေမင်းဖျားเจ้าရဲ့တိတ်ပံပညာကြော်လွန်တဲ့လျှို့ဝှက်ချက်ပဲဖြစ်ပါတယ်နေနဲ့မင်းရဲ့ရထားလုံးပုံစံပြီးသူကဒီဖျားเจ้าကြီးကိုနေနဲ့မင်းစီးတဲ့ရထားလုံးကြီးပုံစံအတိုင်းထုစစ်ပူဇော်ထားတာပါနေရဲ့ရောင်စင်ခုနှစ်ခုကိုကိုစားပြုတဲ့မြင်းခုနှစ်ကောင်ကဆွဲခေါ်နေပြီးတရက်တာရဲ့24နာရီကိုကိုစားပြုတဲ့ကြောက်စစ်ပီးကြီး24ပီးပါရှိပါတယ်အန်အော်ဖို့ကောင်းတာကဒီကြောက်စစ်ပီးတွေပေါ်ကြားရောက်တဲ့နေရောင်ကြီးရဲ့အရေးကိုကြည့်ရုံနဲ့အခုခေတ်နာရီတွေလိုမိနစ်နာရီကိုကွက်တိတွက်ချက်နိုင်တာပဲဖြစ်ပါတယ်လီထဲမှာပြန်လွင့်နေတဲ့ရုပ်ပွားတော်ဒီဖျားเจ้าရဲ့အမိုးထိန်မှာ52တန်လေးတဲ့အလွန်အားပြင်းတဲ့တန်လိုက်တုံးကြီးတုံးရှိခဲ့ပါတယ်တတ်တု8မျိုးနဲ့သွန်းလုပ်ထားတဲ့နေနဲ့မင်းရုပ်ပွားတော်ကြီးဟာဘဲပလင်ပေါ်မှာမထိုင်ပဲဒီတန်လိုက်စွမ်းအားကြောင့်ဝီဟင်ထဲမှာအလိုအလျောက်ပြန်လွင့်နေခဲ့တာပါမနက်ခင်းရဲ့ပထမဆုံးနေအောင်ကြီးဟာရုပ်ပွားတော်ရဲ့ချက်တော်ကစိန်တုံးပေါ်ကိုတဲတဲကျရောက်ပြီးတကြောင်လုံးကိုလင်းထိန်သွားစေအောင်ပြီးတကပညာရှင်တွေကတွက်ချက်တိဆောက်ခဲ့ကြတာပါဒါပေမဲ့ဒီတန်လိုက်စွမ်းအားကပြဿနာတစ်ခုဖြစ်လာခဲ့ပါတယ်ပင်လယ်တွေကဖြတ်မောင်းသွားတဲ့ပေါ်တူဂီကုန်တဲ့တင်မိုးတွေရဲ့ကွန်ပတ်အိမ်မြောင်တွေကိုကမောက်ကမဖြစ်စီပြီးတင်မိုးတွေလမ်းကြောင်းတွေကကြောက်ဆောင်နေနဲ့တိုက်ပြီးညှိမြုပ်ကုန်တာကြောင့်ပေါ်တူဂီတွေကဒီဖျားချောင်းကို Black Pagoda အမေးရောင်လို့အမည်ပေးခဲ့ကြပါတယ်ဖျားချောင်းကြီးဘာကြောင့်ပျက်စီးသွားလဲ1528မှာဆူလတန်ရဲ့စစ်တီနာပတိကာလာဘာဟတ်ကဖျားချောင်းရဲ့ပြီးတကလျှို့ဝှက်ချက်ကိုတီးသွားပြီးအမိုးပေါ်ကတန်လိုက်ကြီးကိုဖျက်ဆီးပစ်ခဲ့ပါတယ်တန်လိုက်မရှိတော့တဲ့အတွက်ကြောက်တုံးတွေရဲ့ဟန်ချက်ပစ်ပြီးဖျားချောင်းကြီးပြိုကျလူနေပါဖြစ်သွားခဲ့ပါတယ်နောက်ပိုင်းမှာတော့ပေါ်တူဂီကုန်တယ်တွေကအဲ့ဒီတန်လိုက်တုံးကြီးကိုအပီးတိုင်ဖြုတ်ယူသွားခဲ့ကြပြီးဖျားချောင်းကြီးလည်းပြိုကျပျက်စီးခဲ့ရပါတော့တယ်တဲအောက်မှာနှစ်ပေါင်း3ဖျားချောင်းကြီးကိုလူရက်သူတွေရန်ကကာကွယ်ဖို့ပရောဟိတ်တွေကရုပ်ပွားတော်ကိုပူရီမျိုးစီလှူဝက်ရွှေ့ပြောင်းခဲ့ပြီးတကြောင်လုံးကိုတဲတွေနဲ့ဖုံးအုပ်မြုပ်နှံထားလိုက်ကြပါတယ်။ဒါကြောင့်ဒီအံပွယ်နေရာကြီးဟာနှစ်ပေါင်း300ကျော်တောဖုံးပြီးပျောက်ကွယ်နေခဲ့တာပါ1900ပြည့်နှစ်ဝန်းကျင်ကျမှဗြိတိရှဘုရင်ကလော့ဒ်ကာဇွန်ကတဲတွေကိုပြန်လည်တူးဖော်ပြီးအမြင့်229ပေရှိတဲ့ဒီဖျားချောင်းကြီးကိုကမ္ဘာအလင်းပြပြန်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ကြောက်တုံးငါးလွာကိုဘာအဆက်အဆက်မှမမြင်ရအောင်တွဲဆက်ထားတဲ့ဒီဘီတုကပညာကိုအခုထိသိပ္ပံပညာရှင်တွေအပြေမရှာနိုင်သေးပါဘူး။အကိုတို့ရောဒီလိုအတိတ်ကအင်ဂျင်နီယာအတတ်ပညာတွေအပေါ်ဘယ်လိုထင်ကြလဲဗျ။ကွန်မန့်မှာရေးပေးခဲ့ပါဦး။ဘ ഹു တုဒအသစ်တွေနေတိုင်းသိဖို့ကိုတက် knowledge ကိုလည်း follow လုပ်ထားအောင်နော်။